။သမ ्यां နိုင်ငံတွေကနေမြန်မာပြည်ကိုဖြစ်စည်းဖို့နျူကလ িয়ার တွေတင့်ကားတွေစစ်သားတွေလိုမယ်လို့ထင်လား။ဒီလိုပဲနိုင်ငံတွေကိုဖျက်ဆီးဖို့ဆိုလို့ရှိရင်တိုက်ခိုက်ရေးလက်နက်တွေကလုံးဝခင်းနောက်ကျသွားပါမယ်။ဒါဆိုလို့ရှိရင်ဘယ်လက်နက်ကအခုခေတ်မှာအစွမ်းတက်ဆုံးနဲ့အထီးရောက်ဆုံးဖျက်ဆီးနိုင်တဲ့အရာလဲဆိုလို့ရှိရင်ခင်ဗျားလက်ထဲမှာရှိနေတဲ့ဖုန်းပါ။ခင်ဗျားထင်မှာပေါ့ဖုန်းလေးတစ်လုံးကအဲ့လောက်ထိတောင်လုံနိုင်အောင်ဘာများကြီးကျယ်နေလို့လဲဆိုပြီးတော့အဲ့ဒါကတော့ကျွန်တော်တို့သုံးနေကြတဲ့ social media တွေ game တွေရဲ့နောက်ကွယ်က AI algorithm ဆိုတဲ့အရာပါ။ဒီစကားကိုစိမ့်နေတဲ့လူတွေဆိုလို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်က AI လို့ခေါ်တဲ့ဉာဏ်တုနည်းပညာကိုသုံးပြီးတော့ကျွန်တော်တို့သုံးနေတဲ့ application တွေကိုထိန်းချုပ်နိုင်တဲ့စနစ်လို့အကျယ်တွဲမှတ်ယူနိုင်ပါတယ်။ဒီ algorithm ကကျွန်တော်တို့မြန်မာပြည်ရဲ့လူငယ်အများစုစိတ်ဓာတ်ကိုဖျက်ဆီးနေတယ်လို့အချိန်တွေကိုလည်းစားသုံးပါတယ်။စိတ်ရောဂါဖြစ်အောင်ဒီဖန်တီးနိုင်ပြီးတော့ဒီကြောင်းအရာကိုခင်ဗျားတို့နားမလည်လို့ရှိရင်လုံးဝနောင်တအကြီးရောက်သွားမယ်လို့ကျွန်တော်ထင်ပါတယ်။ဒီဗီဒီယိုမှာကျွန်တော်တို့စိတ်ရောဂါအကြောင်းကိုတီးတန့်ပြောနေတယ်ဆိုတာတက်ပို့ပြီးတော့ကျေပြန့်ပါတယ်။ဒီတစ်ခုကနိုင်ငံတော်လုံခြုံရေးစစ်နဲ့ကျွန်တော်တို့ရဲ့ Gen Z နောက်တဲ့2012နောက်ပိုင်းမွေးတဲ့ Generation Alpha ရဲ့အနာဂတ်ကိုစုပ်ပြတ်သွားအောင်လုပ်နိုင်ပါတယ်။အားရအောင်မင်းကစောင်းဝမ်းကြီးကျယ်လာပြီလား။နိုင်ငံတော်စစ်နေပါပြောနေတယ်။အဲ့လိုဆိုလို့ရှိရင်နိုင်ငံတနိုင်ငံရဲ့အနာဂတ်ကလူငယ်တွေပေါ်မှာမဟုတ်ဘူးလားလို့မေးခွန်းထုတ်ပြသည်။ဆိုတော့ဒီဗီဒီယိုတူစတင်လိုက်အောင်။အများစုကတော့နိုင်ငံတနိုင်ငံရဲ့အင်အားလို့ပြောလို့ရှိရင်စစ်တပ်ကဘလောက်ကြီးရဲစစ်သုံးစိတ်ကဘယ်နှဘီလီယံသုံးထားတယ်။စီးပွားရေးမှာဆိုလို့ရှိရင် GDP GNP နိုင်ငံခြားသွင်းကုန်နဲ့ပို့ကုန်တန်ဖိုးတွေပေါ်မှာပဲဖြေရှာကြမှာပါ။တကယ်နဲ့အရေးကြီးဆုံးကတော့လူငယ်တွေရဲ့စွမ်းဆောင်ရည်နဲ့ဘယ်လိုမျိုးအသုံးချလဲဆိုတဲ့အချိန်စီမံခန့်ခွဲမှုပါ။အကယ်အဲ့လူငယ်တွေကိုဒါဖြစ်စလို့နေဆိုပြီးတော့လွတ်ထားမယ်ဆိုလို့ရှိရင်ဒါအာဏာရှင်စနစ်ဖြစ်သွားပါမယ်။ကိုလူငယ်တွေပညာတတ်နေပြီးတော့ကြက်မပြည့်တွေများလာမှာသူတို့ကိုသူတို့ဘယင်မျိုးနွယ်လို့ထင်တဲ့စစ်ကောင်းဆောင်လူသူစုရဲ့တားစိမ်မြင့်မြတ်ကဆက်ပြီးတော့အာဏာယူနိုင်မှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အချိန်တွေကိုဘယ်လိုမျိုးခိုးယူနေလဲဆိုတော့အတူကြည့်လိုက်အောင်။နီးပညာတိုးတက်လာတဲ့အများကျွန်တော်တို့လူငယ်တွေကဂိမ်းတွေကို mobile phone တွေကနေစော့လာနိုင်တယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဝင်းကျင်နိုင်ငံတွေမှာအများဆုံးစောတဲ့ mobile game တွေကဘာဖြစ်မလဲ။ဟုတ်ပါတယ်။ mobile legend နဲ့စစ်တိုက်တဲ့ PUBG game ပါ။ဒါဆိုလို့ရှိရင် mobile legend game နဲ့ပြပြမှုတွေကိုဆွဲထုတ်ရလို့ရှိရင်ဒီ game ကပြန်ပြတပွဲစုပ်ဖို့ဆိုလို့ရှိရင်မိနစ်20ခန်းကြာပါတယ်။လူငယ်တွေအတွက်ဒီချိန်ကမပြောပါတော့ဘူးဆိုပေမဲ့အကယ်၍ပွဲ1000လုံးစော့ခဲ့တဲ့လူဆိုလို့ရှိရင်မိနစ်ပေါင်း2000နိုင်ပေါင်း300ကျော်လောက်ဒါကအချိန်14ရက်စာလောက်ကိုရှိပါတယ်။အကယ်၍ခမားရဲ့မိတ်ဆွေကခမားရဲ့သားလေးကဂိမ်းကိုအရန်စောတဲ့လူဖြစ်နေမယ်ဆိုလို့ရှိရင်ဂိမ်းပွဲ1000ကျော်စော့ဖို့အသာလေးပါ။ဒါကို calculate လုပ်ရလို့ရှိရင်ရက်ပေါင်း140နဲ့လနဲ့ဆိုလို့ရှိရင်9လနီးပါးလောက်စက်တိုက်ဂိမ်းစော့နေတဲ့ချိန်နဲ့ညီမျှပါတယ်။ဒီမှာဘာသာစကားအတစ်တစ်ခုကိုတင်ယူဖို့နိုင်1000လောက်ဆိုရင်လုံလောက်ပါတယ်။အဲ့တော့နိုင်3000ကျော်ဆိုတော့ခမား mobile legend စော့နေတဲ့ချိန်မှာဘာသာစကား3ခုလောက်ကိုတခြားကလေးတွေကအသာလေးပြောတတ်သွားပါပြီ။ဒါကဒီဂိမ်းတစ်ခုတည်းအချိန်ကိုတွက်ပြတာပါ။ခမားကဂိမ်းစော့လို့ social media ကိုလည်းသုံးမယ်။ရုပ်ရှင်လည်းကြည့်မယ်။9လနီးပါးဆိုတဲ့အချိန်ကို2နှစ်ကနေပြီးတော့4နှစ်လောက်အတွင်းမှာပဲပွဲပေါင်း1000ခန်းကြီးစော့ရတယ်လို့မျိုးအဲ့ဒီလူငယ်တွေအတွက်တလောမှအကြောင်းပြစရာကိစ္စတစ်ခုကျွန်တော်ရှာတွေ့တာပါတယ်။ဒါကတော့ PUBG World Championship မှာမြန်မာပထမဦးဆုံးကြတာပါ။ဒီညီကိုတွေကိုကျွန်တော်လုံးဝ appreciate လုပ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ထက်ငယ်တဲ့ညီကိုညီမတွေကဒီ game ကိုစော့လို့ရှိရင်အောင်မြင်နိုင်ခြေများတယ်လို့ထင်နေတဲ့ mindset ကလူငယ်အများစုရဲ့ဘဝကိုဖြုံးတီးနေတယ်လို့ပါ။မဖြစ်နိုင်ဘူးလို့ကျွန်တော်မပြောပါဘူး။1000မှာ1ယောက်3သိန်းမှာ1ယောက်လောက်ကတော့ဖြစ်နိုင်ပါတယ်။အဲ့စားခမားအချိန်ကိုခံပြီးတော့ Formula 1အတွက်သွားပြီးတော့ကြိုပြီးပြင်ဆင်ထားတာမှမတက workshop ဆရာတော့လုပ်လို့ရအောင်မယ်။ဆိုတော့ကျွန်တော်တို့လူငယ်တွေရဲ့တန်ဖိုးရှိတဲ့အချိန်တွေကစစ်မှန်တဲ့ဘဝတက်လန်တော့မဟုတ်ဘဲနဲ့တမားနိုင်ငံဖန်တီးထားတဲ့ visual wall လို့ခေါ်တဲ့မထိတွေ့နိုင်တဲ့ဖုန်းတွေကကဘာကြီးအတွက်ငွေကုန်ခံအချိန်ကုန်ခံပြီးတော့ပျောက်ဆုံးသွားပါတယ်။ဒီကြောင်ခေါင်းစဉ်တက်ရလို့ရှိရင်အနာဂတ်ကိုစနစ်တကျဖျက်ဆီးခြင်း resource depletion လို့ခေါ်ပါတယ်။ Okay ဒီတစ်ခုကတော့ game မစော့ဘူး။ငါတို့ကအချိန်ကုန်မခံဘူးဆိုတဲ့ခမားအတွက် social media နဲ့ TikTok ကခမားရဲ့အုံနောက်ကိုဘယ်လိုမျိုးပျက်စီးအောင်လုပ်နေလဲဆိုတာကိုဖြေရှင်းပေးမှာဖြစ်ပါတယ်။ဆိုတော့အပေါ်မှာပြောခဲ့တဲ့ algorithm ဆိုတာဒီနေရာမှာအရေးကြီးလာပါပြီ။ခမားက TikTok မှာတင်တဲ့ဗီဒီယိုအတူလေးတွေကိုလိုက်ကြည့်ရတာအရင်ကြိုက်တယ်။ခမားကနာဘူးထားပြီးတော့အောက်တန်းစားမိန်းမတွေဖင်လုံးကားတော့လိုက်ကြည့်နေခမားဖုန်းပို့တိုင်းမှာအဲ့ဒီဖင်နေပဲတရဆက်ကြလာနိုင်မယ်။ခမားအစားတော့ကြိုက်လို့ဗီဒီယိုတစ်ခုကိုအကြာကြီးကြည့်မလို့ရှင်အဲ့ဒီအစားတော့နဲ့ပတ်သက်တဲ့ဗီဒီယို2ခု3ခုလောက်ကိုဖုန်းပို့တဲ့နေရာမှာပြပေးပြီးတော့ခမားကပို့ပြီးတော့ဝင်ကြည့်လေအဲ့ဒီအရာတွေကိုသူတို့ကပို့ပြီးချပြပေးလိုက်ပါ။ဒါကိုလူကြီးတချို့ကနားမလဲတော့ထင်မိလိမ့်မယ်။ဖင်ပဲကြည့်နေလို့ရှင်တက်တော့ဖင်လုံးကားတဲ့နေရာလား။အားကစားပဲကြည့်နေလို့ရှင်အားကစားစင်တာလား။တရားပဲနားထောင်နေတဲ့လူတော့ကတော့တရားပဲတက်မှာပေါ့။ဒီဖြစ်ဖြစ်သဘောကိုခုန AI နဲ့ထိန်းချုပ်ထားတဲ့ algorithm လို့ခေါ်ပါတယ်။ကျွန်တော်တို့ကမိနစ်ပိုင်းမပြည့်တဲ့ဗီဒီယိုတွေကိုကြည့်ရင်ပျော်ရွှင်မှု dopamine hormone တွေထွက်လာပါတယ်။ဖုန်းပုတ်တာများတဲ့အခါမှာအကျိုးဆက်အနေနဲ့လူငယ်တွေကချက်ချင်းပျော်ရွှင်ခြင်းတယ်။ချက်ချင်းတိုးတက်ခြင်းတယ်။ချက်ချင်းလင်းတိုင်းညွတ်ဖြစ်ခြင်းတယ်။ဒီလိုစိတ်တွေဖြစ်လာရင်လည်းရှုပ်ထွေးတဲ့ပြဿနာတွေစာအုပ်ကိုတေချာဖတ်နိုင်ဖို့ဒါမှမဟုတ်လို့ရှိရင်ရေရှည်လေးချင်းသင်ယူရတဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခံမှုတွေပေါ်အာရုံစိုက်ပြီးစိတ်ရှိရှိနဲ့လုံနိုင်ဖို့ဆိုတာတီးခန့်နေစံလုံးဝပျော်ဆုံးတော့ပါတယ်။နောက်ပိုင်းစိတ်ပညာမှာဒီဖြစ်စဉ်ကို brain rot အုံနောက်ပို့တိုးခြင်းလို့သုံးလာကြတယ်လို့ဗီဒီယိုအတိုလေးတွေကိုကြည့်တဲ့လူတွေကကိုထိန်းချုပ်နိုင်စမ်းကြပြီးတော့စီမံခန့်ခွဲမှုတွေအရန်အောင်အားနေလာပါတယ်။ဒါကြောင့်ရေရှည်အားစိုက်ပြီးတော့ကြိုးစားတဲ့နိုင်ငံအနာဂတ်ခေါင်းဆောင်တွေအင်ဂျင်နီယာတွေဆရာဝန်တွေဒီလိုမျိုးအာရုံစူးစိုက်မှုနည်းလာတဲ့မျိုးဆက်တွေဖြစ်လာတဲ့အခါမှာတခြားဘေးနိုင်ငံတွေနဲ့ရှင်လို့ရှင်မြင်နေစွမ်းရောက်ရှိအောင်မလား။ဒါကရုပ်ပိုင်းဆိုင်ရာဖြစ်စည်းမှုမဟုတ်ပဲနဲ့ခမားရဲ့မျိုးဆက်တွေကိုပါထိသွားနိုင်တဲ့အုံနောက်ကိုပါဖြစ်စည်းနိုင်တဲ့ site ဝါ psychological warfare ပဲဖြစ်ပါတယ်
ဒီမှာပြီးပြီလားဆိုလို့ရှိရင်မဟုတ်ပါဘူးဒီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပိုင်းကအခုမှစမှာပါဒါကတော့ geopolitical strategy ပထဝီနိုင်ငံရေးအရအဓိကရေးပါမှုပုံစံပဲဖြစ်ပါတယ်ခင်ဗျားနိုင်ငံရေးကိုအတော်အသင့်လေ့လာဘူးလို့ရှိရင် geopolitics ဆိုတဲ့ခေါင်းစဉ်အောက်မှာနိုင်ငံရဲ့မြေမျက်နှာတင်ပြအနေထားအရဘယ်စုံတဲကိုရောက်နေတယ်ဆိုတာတဘာဝအရင်းမြစ်အနေနဲ့ဘယ်လိုမျိုးတင်းထွက်တွေရှိတာနယ်မြေတွေပေါ်အခြေခံပြီးတော့လက်နက်တပ်ဆင်ချင်းချောင်းမှုပိုင်းဒီလိုမျိုးလုံခြုံရေးနဲ့စီးပွားရေးအရတက်ရောက်မှုတွေတော့ကောင်းကောင်းရင်းနေမှာပေါ့ဒါမဲ့အများစုသတိမထားမိတာ21ရာစုနောက်ပိုင်းမှာအရှိန်အဟုန်နဲ့ပြောင်းလဲလာတဲ့နိုင်ငံရေးလောကမှာ digital geopolitics လို့ခေါ်တဲ့ internet ပေါ်ကပထဝီနိုင်ငံရေးပြူပါဒီချက်ကတော့အပေါ်မှာရှင်းပြထားတဲ့အားလုံးရဲ့အဓိကတရားခံလည်းဖြစ်ပါတယ်ကျွန်တော်တို့အသုံးများတဲ့ social platform အများစုရဲ့အဓိကရင်းမြစ်ကတရုတ်နဲ့အမေရိကန်ပိုင်းတွေဆိုတော့သတိထားမိကြမှာပါဒီကနေတိုင်းပြည်တွေပေါ်ဘယ်လိုမျိုးထိန်းချုပ်လဲဆိုတော့ကြည့်လိုက်ရအောင်တရုတ်ပြည်မှာဆိုလို့ရှိရင် TikTok application ကိုထုတ်ထားပေမဲ့သူတို့ရဲ့ပြည်တွင်းမှာတော့အဲ့ဒီအရာကိုသုံးဖို့တားမြစ်ထားပြီးတော့ Douyin လို့ခေါ်တဲ့ version တစ်မျိုးနဲ့အစားထိုးထားပါတယ်တရုတ်ဖွဲ့စည်းရဲ့စီးမြင့်တဲ့အတိုင်းပဲအသက်14နှစ်အောက်လူငယ်တွေကဒီ Douyin ကိုတရက်မိနစ်40တက်ပို့ပြီးတော့သုံးခွင့်မရှိပါဘူးနောက်ပြီးည10နာရီကနေပြီးတော့6နာရီအထိကိုအမြဲတမ်းပိတ်ထားပါသေးတယ်ဒါအပြင်သူတို့ထဲမှာလူငယ်တွေကိုပြတဲ့ဗီဒီယိုတွေကတမိုင်းသိပ္ပံတီထွင်နိုင်စွမ်းနဲ့ပညာရေးအကြောင်းအရာတွေကိုအဓိကထားပြပေးတဲ့ခုန algorithm စနစ်ကိုတိစောက်ထားတဲ့အတွက်ကြောင့်တရုတ်လူငယ်တွေရဲ့ဉာဏ်ရအနာဂတ်မှာထိတ်ဆုံးကိုရောက်ဖို့အသေးချာပဲဖြစ်ပါတယ်တစ်ဖက်မှာတရုတ်ပြည်ရဲ့ TikTok ကတခြားနိုင်ငံနဲ့မြန်မာပြည်ကိုရောက်ရှိလာတဲ့ version ကြတော့အသုံးပြုချိန်ကန့်သတ်ချက်လုံးဝမရှိပါဘူးကြိုက်တဲ့ချိန်ထသုံးလို့ရပါတယ် algorithm ကလည်းဖြောဖြေရေးနဲ့အလွယ်တကူဆွဲလန်းစေမယ့်အရာတွေကိုဦးစားပေးပြီးတိစောက်ထားပါတယ်ဒီမှာမေးစရာရှိတာတရုတ်နိုင်ငံကသူတို့ပြည်တွင်းကလူငယ်တွေကိုစီးကမ်းတင်းကျပ်တာအနာဂတ်ကောင်းဖို့သေးကြပေမဲ့ပြိုင်ဘက်နိုင်ငံရဲ့လူငယ်တွေကိုအာရုံစူးစိုက်မှုကျဆင်းပြီးတော့စိတ်ပိုင်းဆိုင်ရာပျက်စီးမှုလုပ်တာပထဝီနိုင်ငံရဲ့မဟာမြောက်ပြည်ကမဟုတ်ဘူးလားဒီတက်ပို့ပြီးတော့တခြားနိုင်ငံတွေရဲ့တုံ့ပြန်မှုကိုကောင်တာလုပ်ဖို့ကလည်း digital border ကန့်သတ်ထားပါတယ်ဥပမာပြလို့ရှိရင် American ရဲ့ Facebook, Google နဲ့ H လိုမျိုး application တွေကိုတရားဝင်တားမြစ်ထားပြီးတော့ပထဝီနိုင်ငံရေးကိုခုခံတဲ့စနစ်တစ်ခုပြထားရှိတာဖြစ်ပါတယ်ဆိုတော့ခင်ဗျားတို့ slot ကင်တဲ့ပြည်ထောင်စုတွေဖင်လို့တာကိုကြည့်နေတဲ့ချိန်ဂိမ်းဆော့ပြီးတော့တာယာနေတဲ့ချိန်မှာတများနိုင်ငံရဲ့လူငယ်တွေကစူးစမ်းပန်းသားပညာသင်ယူနေချိန်မှာဘယ်ကောင်ကနှာဘူးလဲဘယ်ကောင်ကကြက်မပြည့်လဲဒါတွေကိုတရုတ်နဲ့အမေရိကန်အကုန်လုံးသိပါတယ်အထူးသဖြင့်တရုတ်ပေါ့ဘယ်နာကနေသိလဲလို့မေးစရာရှိပါတယ်အခုလာမယ့်အပိုင်းကတော့ဒီဗီဒီယိုရဲ့အသက်ပါကျွန်တော်စစချင်းတွေက algorithm အကြောင်းကိုပြောတာဒီတိရောက်လာပါပြီဒါမဲ့ဘယ်လိုမျိုး data တွေရယူလဲဆိုတော့အခုထိမပြောရသေးပါဘူးမင်းက TikTok ကပဲနေနေ Facebook ကပဲနေနေနောက်ပိုင်း web application တွေကိုသုံးရင်တော့မှအရင်ဆုံးတောင်းတာမင်းရဲ့အသက်အလောက်ကိုင်းတဲ့ဘယ်မှာနေလဲဆိုတဲ့နိုင်ငံကိုရေးချပေးရတာသတိထားမိမှာပါအရင်နှစ်ပိုင်းလားမသိခုနပြောခဲ့တဲ့ mobile legend game ထဲမှာအဲ့ဒီ personal data ကိုသူတို့အသေးစိတ်ထည့်လိုက်တာပါအလောက်ကိုင်းသူကပြီးလို့ရှိရင် game ကိုတရက်ဘယ်လောက်ဆော့လဲဆိုတာပါဖြေထားလို့ရတဲ့ bottom မှာပါပါတယ်ဒါကြောင့်သူတို့ကတကောင်စင်းကောက်စီရမလို့အောင်မြန်မာပြည်မှာဘယ်သက်အပိုင်းခြားတော့စောင်းဝင်းဂိမ်းဆွဲနေပြီအနုပညာရှင်ဆိုပြီးတော့ရွေးချယ်ထားတဲ့မသာမတွေကတော့စောက်ရှက်မရှိဖင်လို့ပြပြီးတော့ယုံကြည်မှုကိုရှာနေပြီအကုန်လုံးသိပါတယ်ခင်ဗျားတို့ရဲ့လုပ်ရတဲ့အဝေးကနေထင်းချုပ်ပြီးတော့စောင့်ကြည့်နေတာဒါကို data to power to manipulate လို့ခေါ်ပါတယ်ခဏနေအောင်မပြီးသေးဘူးဒီလောက်ထိကြည့်နေနိုင်တယ်ဆိုလို့ရှိရင်ခင်ဗျားရဲ့ attention span အာရုံစူးစိုက်နေစွမ်းတခြားလူတွေတာနေလို့အုံနောက်အတော်လေးကျန်းမာနေတာပါစစ်လက်နက်တွေကအသက်တွေကိုဖျက်ဆီးတယ် algorithm ကတော့မြန်မာပြည်ရဲ့ယဉ်ကျေးမှုနဲ့တန်ဖိုးထားတဲ့ခင်ဗျားတို့ရဲ့မျိုးဆက်နဲ့ညံရည်စိတ်ဓာတ်တွေကိုဖျက်ဆီးသွားပါလိမ့်မယ်ဆိုတော့ဒီဗီဒီယိုအရေးတည်ပြနိုင်တဲ့လူတယောက်တွေ့သွားမယ်ဆိုလို့ရှိရင်ဒီချက်တွေကိုကျွန်တော်ဖန်တီးပေးစေချင်ပါတယ်ပထမဆုံးကတော့မြန်မာပြည်ကိုအသက်အပိုင်းခြားနဲ့ screen time ဖုန်းသုံးခြင်းကိုပညာရေးဖွဲ့စည်းနေပေါင်းပြီးတော့စနစ်တကျကန့်သတ်ပေးစေချင်ပါတယ်ခုကကလေးတွေညံအောင်လို့ဖုန်းမေးသုံးတာတွေ့ရင်တော့တော်တော်လေးစိတ်ပြတ်ဖို့ကောင်းပါတယ်ဒီຢာတွေပြီးလို့ရှိရင်ပြပြနေတဲ့အာရုံစူးစမ်းမှုတွေကိုတိစောက်ဖို့ line ပေါ်က trend နောက်ကိုလိုက်နေတဲ့ my body my choice ဆိုတဲ့ပြည်တင်စာအုံနောက်ကလာတဲ့အတွေးတွေကိုရအောင်လို့အမျိုးသမီးကောင်းတွေတန်ဖိုးကိုယောက်ျားတွေကမြင့်နေပေးပါနောက်ပြီးဘယ် social platform မှာတုံးတော့ကိုရေးချက်လက်နဲ့မွေးသက် grade တွေကိုအမှန်တိုင်းမရေးပါနဲ့လို့ပြောပြစီဆိုတော့ဒီစနစ်ကြီးကလွတ်မြောက်ဖို့ဆိုလို့ရှိရင်တယောက်ချင်းစီကနေပြီးတော့နိုင်ငံတော်အဆင့်ထိကိုနိုးကြဖို့လိုအပ်ပါတယ်အကောင်းဆုံးကြံပေးမယ်ပျက်စီးနေတဲ့အရာတွေကဒီမိုကရေစီစနစ်အောက်မှာလုံးဝဒါအာဏာရှင်စနစ်ကိုတွန်းအားပေးလို့ထင်ရင်တော့မင်းကနီးပိတ်ပေါ့တရုတ်ပြည်ရဲ့စီးပွားရေးတကားဖွင့်ပြီးကွန်မြူနစ်လမ်းစဉ်လုံးအောင်လဲဗမာတွေရဲ့စိတ်ဓာတ်နဲ့မရတမျိုးရတမျိုးကပို့ပြီးတော့မဖြစ်နိုင်ပါဘူးဒီတော့ခမားတို့ပဲဖြေသွားကြပါနောက်တော့ပိုကျန်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်